ယူနည်းလေးတရားဓမ္မတွေပြောပါမယ်တဲ့ယူနည်းလေးကနိုင်ကျမ်းနေတယ်ကိုတော့မှ9မိနစ်ကျမ်းနေတော့ယူနည်းလေးကဩခုယူခိုင်းတာဘုရားကယူခိုင်းတာဘုရားရဲ့ဒီသားကလည်းယူခိုင်းတာဘုရားအဆုံးမလိုက်နာပြီးတော့သူပြီးယုံကြည်ကိုရမကြီးညာခင်ဗျားတို့ယုံကြည်ပါကိုရမကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားရဲ့သောက်တင်ညာယုံကြည်ပါယုံကြည်လေးကလားဒီကိုပညာလေးနဲ့လည်းဆရာပေးတဲ့ပညာနဲ့ကြည့်ပါဘုရားဘောယုံကြည်ပြီးကိုပညာနဲ့ကြည့်ပါသဘောကျဘုရားဘောပြီးတော့ကိုပညာနဲ့အဲ့တော့တရားနဲ့ပညာညီပါ့တရားလည်းဘုရားရဲ့ပညာမလွန်ခြင်းနဲ့ဘုရားရဲ့ပညာလွန်ရင်ပညာနောက်ဆုံးသွားမညာပညာမရနဲ့ဘုရားရဲ့ပညာလွန်ရင်ဝါဒီနေနာရှိတော့အကျဉ်းညလွန်နန်းနဲ့ဗာဖြစ်ပညာနောက်ဆုံးတရားလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမကျဉ်းညွနဲ့လို့ဟောတာကိုအကျဉ်းညလွန်ရင်မနဲ့ရရင်းနေဗလားဘာကြောင့်လဲတရားပညာမညီလို့ပေါ်ကြဘယ်လိုယူပါနိဗ္ဗာန်လိုချင်လို့ရှိရင်တရားပညာကြီးရတရားလည်းဘုရားပေါ်မှာသိပြီးယုံကြည်ရပညာလည်းယုံကြည်တဲ့အတိုင်းပဲပညာလည်းဘုရားဟောဒီမှာဟောတော့မြင်စိတ်ကလေးဖြစ်ပြတယ်ကြားစိတ်ကလေးဖြစ်ပြတယ်ဆိုရင်ခင်ဗျားတို့ကဉာဏ်ကလည်းအဲ့ဒီဖြစ်တဲ့သူကိုသွားဆက်ရတရားလည်းယုံကြည်နဲ့ဒီဖြစ်တဲ့သူကသွားဆက်သဘောကျအဲ့ဒီလိုနှစ်ခုညီလို့ချင်းတရားပညာညီရင်လည်းခဏလေးနဲ့ရသဘောကျဒါအိန္ဒြေညှိတာလို့ခေါ်တယ်ဗတ္တိန္ဒြေနဲ့ပညာန္ဒြေညှိတာပြီးတော့အကယ်၍ဒီနှစ်ခုမှာနွားနှကောင်ကိုကျိုးစုံတိုင်မောင်းတော့ကိုသောမောင်တကောင်မှမလွန်ရတယ်လို့ပေါ့ဗျာသူတို့နှစ်ခုတစ်ခုလွန်သွားရင်သရာလွန်တော့ဘုဘက်ခင်တဲ့ဘက်လဲဘုရားပေါ့ခင်တဲ့ဘက်လဲဟုတ်လားပညာလည်းစိတ်ဆွန့်ပြောသွားပြန်လဲကောက်ပြစ်တဲ့ဘက်လဲသူတို့နှစ်ခုညင်းညံထားဖြစ်တဲ့စီကိုဖြစ်တဲ့စီကိုတရားဓမ္မတွေဖြစ်တဲ့စီကိုဘယ်သူကညံထားမှာတော့ညံထားဟိုကချင်းရင်းမိဗလားနာဘယ်နဲ့ကြောင့်မရသေးပါလဲဆိုဓမ္မညီသေးလို့မှာကျဲမလားကျဲတခုပြောလိုက်ဝရိယနဲ့သမာဓိသူတို့လည်းသုံတော့ဝရိယလေးရတဲ့ကိုယ်သမောအထောက်ပြည့်စုံတဲ့ဘက်သမာဓိကလည်းပြည့်စုံတဲ့ဘက်ပြရပေါင်းနိုင်သဘောကျဝရိယနဲ့သမာဓိကရောကြည်ရမယ်ဘယ်ဘက်လဲကြည်ရမှာပါလဲပြည့်စုံတဲ့ဘက်ညင်းနေအောင်တော့သဘောကျဒီလိုပဲဘယ်လိုလုပ်ရမလဲအဲ့ဒါသူတို့နှစ်ခုဝရိယကစစ်စွန့်ထွက်သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိမ့်မယ်တဲ့မင်းတို့မရပေဘူးတဲ့သဘောကျသမာဓိကလွန်သွားပြန်လို့ရှိရင်ပြင်းကြီးတဲ့ဘက်ပြင်းနာမိတဲ့ဘက်သွားလိမ့်မယ်ကွာသူတို့နှစ်ခုတည်းမလွန်စည်းနဲ့တဲ့ဒီတဲ့ဘက်ကိုပြင်းမလားသရာပညာရောပေါင်းနိုင်ဘယ်ဘက်လဲကြည့်ရမှာဝရိယနဲ့သမာဓိကိုအဲ့တော့သတ္တိန္ဒြေဝရိန္ဒြေသတိသတ္တိန္ဒြေဝရိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုတာဣန္ဒြေလေးပါးပြီးတော့အဲ့တော့ပฏิသလုံးကြတယ်ပฏิကိုတော့ဒီပေါ်မှာလေးခုပေါ်မှာသုံးထုတ်တယ်ပฏิကမလိလာသိစုဖက်မောင်တယ်သဘောကျပฏิကတော့ဖြင့်ခொနကလွန်တယ်လို့မရှိသူကတော့အမြဲတမ်းစောင့်ပြီးရှိနေတာအမြဲတမ်းစောင့်နေရမှာပฏิကဒီထဲမှာဖြစ်ပြမြင်တာကတော့ပညာသုံးနေသိပညာတွေအကူကြီးကြီးမှလိုက်သရာရောပရိယသမားကြီးတတိဟာအကူကြီးပဲတဲ့ဒါတော့ပညာဆိုင်ရတယ်ရမလားတဲရတဲ့ဒီနေ့ညဘာနဲ့ပါညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာပြီးတော့ညပฏิဘယ်တော့မှမလေးဒါလေးတော့ချုပ်ပြပါဓမ္မတွေတစ်ခေါက်ပြန်ပြောစမ်းပฏิကိုဘယ်တော့မှမလွတ်ချင်နဲ့ဒီ၅ပါးညီလို့ရှိရင်ကွာတဲ့ဣန္ဒြေမျှတယ်တွေ့မဉ္ဇဉ်ပူညာရမယ်လို့သေချာဟောတယ်ရှင်းမလားဒါဖြင့်ဥပဒနာမဲ့လို့ရှင်းပြီသောကုတ္တရာမဲ့ကောစိနည်းစိနည်းကောစိနည်းညီနဲ့ရပြီဆိုတော့ဘာလို့လဲတော့ကိုဆုံးဣဒ္ဓဒီနည်းညတော့မှာအတော်ဗုဒ္ဓံပါပြီရှင်းကြပါ